ရဲ့အကြိုက်ဖြစ်ပြီးတော့တစ်ပင်တွေဟာအသီးတွေဖြစ်တာလို့ခေါ်တယ်။တခါစိတ်တပစ္စယဥရုသမုဋ္ဌာန်ဆိုတာလူဟာစိတ်ကပျော်ရွှင်လန်းဆန်းနေတဲ့အချိန်အဲ့ဒီလူရဲ့ပျော်ရွှင်လန်းဆန်းမှုတွေဟာပတ်ဝန်းကျင်ကိုပျော်ရွှင်လန်းဆန်းတဲ့ဓာတ်တွေကူးသွားတယ်။အဲ့ဒီဓာတ်ကူးတာကိုအကြောင်းပြုပြီးတော့တစ်ပင်ကလည်းပဲကောင်းမြတ်တဲ့ဥရုတွေရပြီးတော့တစ်ပင်ကလန်းဆန်းမှုဖြစ်တယ်လို့ဒီလိုဆိုတာနော်။အဲ့ဒါမျိုးကိုစိတ်တပစ္စယဥရုသမုဋ္ဌာန်လို့ခေါ်တယ်။တိုက်ရိုက်လှုပ်တာမဟုတ်ဘူး။တစ်ဆင့်ကဒါကြောင့်မို့ခုခေတ်စမ်းသပ်ပြီးတော့ကြည့်တဲ့ပုဂ္ဂိုလ်တွေကကမ္မထန်တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်လှုပ်ရှားမှုဒီတိုင်းစိတ်ညစ်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အုံနောက်လှုပ်ရှားမှုကိုကြည့်လိုက်အလွန်ကွာခြားတယ်လို့ပြောကမ္မထန်အားထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ဟာငြိမ်သက်ပြီးတော့သူခန္ဓာကိုယ်ကထွက်နေတဲ့အရာတွေကလည်းငြိမ်သက်အေးချမ်းမှုကိုထွက်တယ်စိတ်ပူနေတဲ့ပုဂ္ဂိုလ်တဏ္ဍာကထွက်တဲ့အရာတွေကလှုပ်ရှားပြီးတော့ဘေးကိုပူလောင်မှုတွေကိုဖြစ်စေတယ်လို့ဆိုမတူဘူးတဲ့နောက်တစ်ခါရေတောင်မှပဲရေထဲမှာပါတဲ့ခရစ္စတယ်လေးတွေအကြည်ဓာတ်လေးတွေကိုဓာတ်ခွဲပြီးတော့ကြည့်တဲ့အခါမှာတချို့ရေတွေကဒီဥမာမဲ့ပရိတ်ရေဆိုတာဆိုပရိတ်ရေကတာမန်ကြည့်မယ်ဆိုလို့ရှိရင်ပရိတ်ကဘာစွမ်းတစ်ခုမှမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်ပရိတ်ရေရွတ်ထားတဲ့ရေနဲ့ပရိတ်မရွတ်တဲ့ရေနှစ်ခုကဘယ်လိုကွာခြားတော့ဆိုပရိတ်မရွတ်တဲ့တာမန်ရေကိုကြည့်မယ်ဆိုရင်အဲ့ဒီရေလေးတွေရဲ့အနှစ်တွေကလှုပ်ရှားနေတယ်တဲ့ငြိမ်သက်မှုမရှိဘူးပရိတ်ရွတ်ထားတဲ့ခုနဒီပရိတ်ရွတ်ထားလို့ပရိတ်ရဲ့အစွမ်းတကူရနေတဲ့ရေလေးတွေကျတော့ငြိမ်သက်ပြီးတော့နေတယ်လို့ဒီလိုဆိုတယ်ဒါကစမ်းသပ်လို့တွေ့တဲ့အဖြေလေးတွေကိုပြောပြတာနော်ခုခေတ်မှာသေချာစမ်းသပ်တဲ့ပုဂ္ဂိုလ်တွေကဒီအဖြေလေးတွေကိုရနေတယ်မတူညီဘူးဆိုတာတွေလူမမြင်နိုင်တဲ့ကွဲပြားခြားနားချက်ကလေးတွေဟာရှိနေတယ်ထို့တူပဲနော်ခုနကဝန္တာအာရဂီတာတီးပြီးပြောနေတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဟာထွက်တဲ့အငွေ့တွေဟာတစ်ပင်အကြိုက်ရာသီဥတုကိုဖြစ်စေတယ်အဲ့ဒီရာသီဥတုကမှတစ်ပင်ကိုအကျိုးပြုလို့တစ်ပင်ဟာပွင့်နေလန်းနေဖြစ်လာတာဒီလိုဆိုလို့တယ်တက်ရဲ့ကြီးကတစ်ပင်ကတိလို့ပျော်လို့ဝမ်းသာလို့ပွင့်တာမဟုတ်ဘူးလို့ဒီလိုပြောတယ်နောက်တစ်ခုတချို့ကထင်ကြသေးတယ်တချို့တစ်ပင်တွေရှိတယ်လေတချို့တစ်ပင်တွေကပန်းပွင့်လေးပွင့်တယ်အဲ့ထက်မဲ့ရင်ကောင်ကလာပြီးတော့ဝင်လိုက်တဲ့အခါပန်းပွင့်ကပိတ်သွားအဲ့ဒီအပွင့်ကပိတ်တော့လူတွေကဗာပြောတော့ဒီတစ်ပင်ကရင်ကောင်ကိုဖမ်းပြီးတော့စားတယ်လို့ဖြစ်နော်တစ်ပင်ကပန်းပွင့်ကရင်ကောင်ကိုဖမ်းတယ်ဆိုတာမျိုးဖြစ်လာအဲ့ဒီရင်ကောင်ဟာပိတ်မိနေတော့မထွက်တော့အဲ့ဒီထဲမှာသေတယ်အဲ့ဒါကိုတစ်ပင်ကစားတယ်လို့လူတွေကယူဆကြဒါကတော့ဘယ်လိုရှင်းစရာလိုလဲလို့ဆိုရင်တကယ်ကတော့တစ်ပင်မှာစားတတ်တဲ့ဟာတော့မရှိဘူးရေမြေကိုတော့စုပ်တောက်တာအမြစ်ကပဲစုပ်တောက်မယ်အပွင့်ကရင်ကောင်ကိုဖမ်းတယ်ဆိုတာရင်ကောင်ရဲ့ကိုယ်ကထွက်တဲ့ဒီအငွေ့အသက်တွေဟာအပင်ကိုအပွင့်ကိုပိတ်သွားစေတတ်တယ်သူ့ရဲ့အခုခေတ်ဆိုရင်တော့ပို့ပြီးနားလည်လိမ့်မယ်လေစိတ်ထဲသွားတဲ့အခါကျကြည့်လေexit လို့ရေးထားတဲ့မှန်တကားကြီးတွေနားသွားလိုက်ရင်တကားသူကသူပွင့်သွားဘာနဲ့ပွင့်တာလူကိုငွေနဲ့ပွင့်သွားတာဒီလိုဆိုတာလူကိုငွေနဲ့အခုခေတ်မှာဆိုရင်တော့ဘဲတီးတာလဲလူကိုငွေနဲ့တီးလို့ရတယ်မီးဖွင့်တာလဲလူကိုငွေနဲ့ဖွင့်လို့ရတယ်နော်လူခန္ဓာကိုယ်ကထွက်နေတဲ့ကိုငွေတွေနဲ့ပဲတကားလဲပွင့်တယ်မီးလဲလင်းတယ်ဘဲလဲတီးတယ်ဟောအဲ့ဒီသဘောတွေပဲဘဲတီးတာဘဲကအသက်ရှိလို့မဟုတ်ဘူးနော်တကားပွင့်တာတကားကအသက်ရှိလို့လည်းမဟုတ်ဘူးလူရဲ့ကိုငွေနဲ့ပွင့်သွားတယ်အဲ့ဒီသဘောပဲခုနကပန်းပွင့်ကရင်ကောင်လာပြီးတော့နားတဲ့အခါမှာပိတ်သွားတယ်ဆိုတာအဲ့ဒီသဘောအေးအလုံးအခေါ်တော့လွယ်ကောင်းလွယ်လိမ့်မယ်ထိကယုံပင်လို့လည်းခေါ်တယ်တချို့ကလည်းထိကညှိုးလို့ခေါ်တယ်တခြားရက်တွေလည်းရှိလိုက်အဲ့ဒီတစ်ပင်ကိုသွားပြီးတော့မထိလိုက်နဲ့ထိလိုက်ရင်တွန့်သွားတယ်တစ်ပင်ဟာအကုန်လုံးကုတ်သွားတယ်အဲ့ဒါကလည်းလူရဲ့ကိုငွေ့ကြောင့်မို့လို့ယုံသွားတဲ့သဘောသူကလူငါလာထိတယ်ဆိုပြီးတော့နောက်ဆုတ်သွားတာမျိုးမဟုတ်ဘူးသူကအသိစိတ်ရှိလို့ဖြစ်တာမဟုတ်ဘူးသို့တော့လူရဲ့ကိုငွေ့နဲ့ကြောင့်ဖြစ်သွားတာမျိုးတွေအဲ့ဒါမျိုးတွေဟာတဆင့်ကအကြောင်းပြုတာလေလို့ဒီလိုမှတ်သားကြရအေးအဲ့ဒါလိုပဲဖရာအလောင်းတွေဟာအစွမ်းတတ္တိရှိတာဖြစ်သောကြောင့်
ကမ္ဘာလောကကြီးမှာလောကသားတွေအတွက်အကျိုးပြုမဲ့ပုဂ္ဂိုလ်တရားတို့ဒီတဲ့နတ်ပြည်ကနေပြီးမေတော်ရဲ့ဝမ်းထဲမှာတရေတီလိုက်တာနဲ့တပြိုင်နက်ကမ္ဘာမြေကြီးဟာခုနကတာမန်ပုဂ္ဂိုလ်တွေဘလောက်ပဲမွေးနေနေဘလောက်ပဲတရေတီနေနေဘာမှမလှုပ်ရှားဘူးဘုရားလောင်းတရေတီတဲ့အခါကျတော့ကမ္ဘာမြေကြီးကတုန်လှီးသွားတယ်တဲ့တာမန်ပုဂ္ဂိုလ်တွေမဖြစ်နိုင်ဘာလို့လို့ဆိုအရှိန်အဝါဆိုတာရှိတယ်လေအရှိန်အဝါကြောင့်မို့လို့အခုလိုဖြစ်သွားတာဒါကတတ္တိယငလျင်လှုပ်ခြင်းအကြောင်းတစ်ခုပဲစတုထငလျင်လှုပ်ခြင်းအကြောင်းကတော့အဲ့ဒီဘုရားလောင်းဟာမိခင်ရဲ့ဝမ်းထဲမှာတရေတည်ပြီးတော့6 လလွန်10 လတည်းရောက်တဲ့အခါမှာဖွာတော်မူတယ်အဲ့ဒီဖွာတော်မူတဲ့အခါမှာလည်းပဲထူးခြားလာတဲ့ပါရမီရှင်ဘုန်းခံရှင်တူပေါ်ပေါက်လာတော့သူခန္ဓာကိုယ်ကထွက်တဲ့အငွေ့တွေဟာအမြဲတမ်းအစွမ်းတတ္တိရှိသည့်အတွက်ကြောင့်ကဘာမြေကြီးဟာတုန်လှီးသွားပြန်တယ်နော်တဘာဝကိုကတုန်လှီးသွား